အာကာသယာဉ်တစ်စီးပေါ်မှာဂျိုသားခွေးလေးတစ်ကောင်ဟာသူ့ရဲ့ဘောလုံးလေးနဲ့ဆော့ကစားရင်မတော်တဆအရေးပေါ်ထွက်ပေါက်ခလုတ်ကိုနင်းမိသွားရကနေကဘာမြေပေါ်ကတဲကန်နာရတဲ့ကိုပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာစခန်းချနေတဲ့အမျိုးသမီးတစ်ယောက်ကဒဏ်ရာရနေတဲ့ဒီထူးဆန်းတဲ့တပ်တော်လေးကိုတွေ့ရှိသွားပြီးကျင်နာစွာနဲ့အကူအညီစောင့်ရှောက်ပေးခဲ့ပါတယ်။15နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှာတော့ဒန်နီဆိုတဲ့ကောင်လေးဟာသူ့အမေစီကနေချာလီလို့အမည်ရတဲ့ခွေးလေးတစ်ကောင်ကိုလက်ဆောင်ရခဲ့ပါတယ်။ဒန်နီနဲ့ချာလီဟာခွေးမရတဲ့တငယ်ချင်းတွေဖြစ်လာခဲ့ကြပြီမဲ့အိမ်နီးနားချင်းကပူဒမ်ဆိုတဲ့ကြောင်စိုးလေးကတော့သူတို့ကိုအမြဲနှောက်ယှက်လိရှိပါတယ်။အချိန်ကြီးကြာလာလို့ချာလီအသက်ကြီးပြီးအားနည်းလာတဲ့အခါမှာတော့ဒန်နီကျောင်းကပြန်လာမှာကိုအမြဲတမ်းတကားဝမှာတစ္ဆာရှိရှိစောင့်ကြိုနေတတ်သူပါ။ဒါပေမဲ့အသက်ကြီးလာတဲ့ချာလီဟာဒန်နီရဲ့နောက်ကိုလိုက်ချင်ပြီးမိလှီကားတော့မတက်နိုင်တော့ပေသူ့အိမ်လေးထဲမှာပဲဝမ်းနေစွာပြန်လာနေရတာကိုဒန်နီကစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။တညမှာတော့ထူးဆန်းတဲ့အစိမ်းရောင်အလင်းတန်းကြီးတစ်ခုနဲ့အတူချာလီရောကြောင်စိုးပူဒန်ပါအာကာသယာဉ်တစ်စီးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီရင်ပေါ်မှာတော့စိတ်မနှံ့တဲ့ချိုးသားမင်းသားလေးကသူတို့ကိုအိမ်မွေးတိရစ္ဆာန်အဖြစ်ထားချင်နေတာပါ။မင်းသားကသူ့ရဲ့ချိုးသားစွမ်းအားတွေကိုသုံးပြီးသူတို့တစ်ကောင်လုံးရဲ့ခန္ဓာကိုယ်နဲ့မျိုးဗီဇတွေကိုစိတ်ကြိုက်ပြောင်းလဲဖြစ်လိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှစိတ်တိုင်းမကြလို့အပြင်ကိုလွှင့်ပစ်ဖို့လုပ်တဲ့အချိန်မှာချိုးသားဘီမာကရောက်လာပြီးသူတို့ကိုကဘာမြေကိုဘေးကင်းအောင်ပြန်ပို့ပေးခဲ့ပါတယ်။ကဘာကိုပြန်ရောက်တဲ့အခါချာလီဟာအရင်ကလိုအိုမင်းမစွမ်းဖြစ်မနေတော့ပေနုပြိုလန်းဆန်းသွားသလိုလူလိုလေးစကားပြောနိုင်လာပါတယ်။ဒါမှတတ်ပြီးပဲသူ့ဟာပြန်တန်းနိုင်စွမ်းခွန်အားကြီးမှမှုနဲ့အကြောင်းအာရုံထက်မြက်မှုစတဲ့စူပါစွမ်းအားတွေကိုရရှိသွားပါတယ်။တစ်ဖက်မှာလေကြောင်စိုးပူတန်ပါလေစွမ်းအားတွေရသွားပြီးသူ့သခင်ကိုစိတ်နဲ့ပစ္စည်းတွေရွှေ့နိုင်တဲ့တဲလေးကီနီစစ်စွမ်းအားနဲ့ပြန်လေနှိပ်စပ်ပါတော့တယ်။ဒန်နီကချာလီရဲ့စွမ်းအားတွေကိုဘယ်သူမှမသိအောင်လျှို့ဝှက်ထားဖို့ပြောပေမဲ့လေစိတ်ထားကောင်းတဲ့ချာလီကတော့ဒုက္ခရောက်နေသူတွေကိုမြင်ရင်မနေနိုင်ပဲလိုက်လံကူနေပါတော့တယ်။ဒါနဲ့ဒန်နီကချာလီအတွက်စူပါဟီးရိုးဝတ်စုံတွေဖန်တီးပေးလိုက်ပြီးစူပါထော့အဖြစ်ပွဲထွက်လာရကနေတနိုင်ငံလုံးရဲ့ချစ်ခင်မှုကိုရရှိခဲ့ပြီးတမတားနဲ့တော့တွေ့ဆုံခဲ့ရပါတယ်။ဒါကိုမနာလို့ဖြစ်တဲ့ပူတန်ကချာလီကိုနမေဖြတ်ဖို့အစီအစဉ်ဆွဲပါတယ်။သူကချာလီရဲ့ရုပ်ဖြတ်ပြီးဘန်ကစိတ်တွေကိုခိုးယူခဲ့တယ်လို့ချာလီကိုလေအငွေ့တစ်မျိုးနဲ့မိလေးသွားအောင်လုပ်ခဲ့ပါတယ်။လူတွေရှိမှချာလီရဲ့အိတ်ထဲကနေစိတ်တွေထွက်လာအောင်လုပ်ပြီးလူယုံတတ်အောင်ဖန်တီးခဲ့တာကြောင့်ချာလီဟာနေအိမ်အကျက်ချုပ်ခံခဲ့ရပါတယ်။ချာလီဟာကိုယုံကြည်မှုတွေပျောက်ဆုံးပြီးစိတ်ဓာတ်ကျနေခဲ့ပါတယ်။ပူတန်ရဲ့ရုပ်မာမှုကအဲ့ဒီမှာလေးမရက်ပါဘူး။သူကလူတွေကိုကြောင်စာတွေတွေးပြီးကြောင်စိတ်ပေါက်အောင်မျိုးဝေစာပြောင်းလဲဖို့ကြံစီပါတယ်။ဒန်နီကဒါကိုသိသွားပြီးသူ့အမေကိုအကူအညီတောင်းရကနေတကယ်တော့သူ့အမေကလွန်ခဲ့တဲ့15နှစ်ကဂျိုသားလေးကိုအေးခဲ့တဲ့သူဖြစ်မှန်သိလိုက်ရပါတယ်။သူ့အမေတင်ထားတဲ့ချိုးသားဆွေးကျူကအတိကထောက်ချက်ဖြစ်လာပါတယ်။အပန်းဖြေဥယျာဉ်ဟောင်းကြီးတွေမှာချာလီနဲ့ပူတန်တို့အကြက်နိုင်တိုက်ပွဲဝင်ကြပါတယ်။ပူတန်ကသူ့ရဲ့ကြောင်တက်သားတွေနဲ့တိုက်ခိုက်ပြီးမြဲချာလီကတော့ဒန်နီနဲ့သူ့အမေကိုကာကွယ်ရင်းအစွမ်းကုန်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲချိုးသားဘီမာကခဘာကိုပြန်ရောက်လာပါတယ်။ဘီမာကပူတန်ရဲ့စိုးတိုးမှုကိုမြင်သွားပြီးသူ့ကိုအာကာသားတွေကမင်းသားလေးရဲ့အမြဲတမ်းအိမ်မွေးတိရစ္ဆာန်ဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။ဘီမာကကဘာပေါ်ကမကောင်းတဲ့မျိုးဝေစာပြောင်းလဲမှုအားလုံးကိုဖျက်ချက်ပြလိုက်တဲ့အတွက်ချာလီကလည်းအရင်လိုအသက်ကြီးတဲ့ခွေးကိုပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့ဒန်နီကချာလီကိုစူပါဟီးရိုးအဖြစ်ပဲမြင်ချင်ကြောင်းတောင်းဆိုခဲ့တာကြောင့်ဘီမာကသဘောကျပြီးချာလီကိုစူပါစွမ်းအားတွေပြန်ပေးလိုက်ပါတယ်။အခုဆိုရင်တော့ဒန်နီနဲ့ချာလီတို့ဟာတယောက်တယောက်စောက်ချောက်ရင်ဒုက္ခရောက်နေတဲ့ကဘာသားတွေကိုကယ်တင်တဲ့စူပါဟီးရိုးတွေအဖြစ်ပျော်ရွှင်စွာနှိမ့်ထိုင်သွားကြပါတော့တယ်